မင်္ဂလာပါဒီနေ့ကျွန်တော်တို့ basic speaking လေးတွေလေ့လာကြည့်ရအောင်basic တမားတွေအတွက်တည်တံ့ပေါ့နော်ဒီနေ့ကို7 minute အချိန်ပေးပြီးလေ့လာကြည့်နံပါတ်1 text or ဒီလောက်ပါပဲလို့ပြောတာno problem ရပါတယ်ကိစ္စမရှိပါဘူးလို့ပြောတာ never mind အဲ့လိုလည်းသုံးတယ်နောက် promise me ငါ့ကိုကတိပေးလို့ပြောတာပေါ့နော်နောက်တစ်ခု make decision ဆုံးဖြတ်ချက်ချတာကိုပြောတာmake နဲ့ပတ်သက်ပြီးတခံပြတင်ထားလည်းရှိတယ်make အသုံးလုံးတွေလည်းအများကြီးရှိတယ်တခံပြလေ့လာကြည့်ပေါ့နော်နောက်တစ်ခု get back နောက်ဆုတ်လို့ပြောတာနောက်တစ်ခု go home အိမ်ပြန်တော့လို့ပြောတာပေါ့နော်နောက်တစ်ခု eat in eat in ဆိုတာအိမ်မှာချက်ပြုတ်စားတော့တာကိုပြောတာspecial thanks ကျေးဇူးအထူးတင်ပါတယ်လို့ပြောတာနောက်တစ်ခု eat out အပြင်မှာသွားစားတာဆိုင်မှာသွားပြီးစားတာကိုပြောတာ eat in ရယ်eat out ရဲ့နှစ်ခုတွဲပြီးမှတ်ထားပါနော်နောက်တော့ be careful ကယူဆိုင်ပါလို့ပြောတာနောက် be patient စိတ်ရှိပါသိခံပါလို့ပြောတာနောက်တော့ not now အခုမဟုတ်သေးဘူးလို့ပြောတာအမြင်သွားတော့မှလာပေါ့နော် not now အခုမဟုတ်သေးဘူးအဲ့ဒါကိုပြောတာနောက်တော့ come back ပြန်လာခဲ့လို့ပြောတာနောက်တော့ anytime အချိန်မရွေးပဲလို့ပြောတာနောက်တော့ what happened ဘာဖြစ်တာလဲလို့ပြောတာနောက်တော့ keep talking ဆက်ပြောပါလို့ပြောတာkeep နဲ့ပတ်သက်ပြီးလဲတခန်းပြတင်ထားရှိတယ် keep အသုံးလုံးတွေလည်းအများကြီးရှိတယ်လေ့လာကြည့်ပါနော်နောက်တော့ keep going ဆက်သွားပါလို့ပြောတာနောက်တော့ turn left ဘယ်ဘက်ကိုကွေ့တာကိုပြောတာturn right ညာဘက်ကိုကွေ့တာကိုပြောတာပေါ့နော်နောက် enjoy yourself ပျော်ရွှင်ပါစေလို့ပြောတာဒါလေးက basic speaking လေးတွေအရန်လွယ်တယ်လေ့လာရတာဒီနေ့ကို7 မိနစ်လောက်အချိန်ပေးပြီးလေ့လာကြည့်ပါနော်